မိတ်ဆွေအနေနဲ့ဂျပန်နိုင်ငံတိုကျိုမြို့ကိုရောက်ရင်မဖြစ်မနေသွားကြည့်ရမယ်နေရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ကမ္ဘာအမြင့်ဆုံးမျှော်စင်ကြီးတစ်ခုဖြစ်တဲ့ Tokyo Sky Tree ပါပဲ။ဒီမျှော်စင်ကြီးကဘာကြောင့်ဒီလောက်တောင်နာမည်ကြီးရတာလဲ။ဘလို့နည်းပညာတွေနဲ့ခိုင်ခန့်အောင်တိစောက်ထားတာလဲ။ဒီနေ့ဗီဒီယိုမှာတော့ Tokyo Sky Tree ရဲ့စိတ်ဝင်စားစရာသမိုင်းကြောင်းနဲ့တိစောက်ပုံလှုပ်ဝက်ချက်တွေကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။ရှေးဝိုင်းကာလတွေမှာဆိုရင်တိုကျိုမြို့ရဲ့အထင်ကရမျှော်စင်ဟာတိုကျိုတာဝါပဲဖြစ်ပါတယ်။ဒါပေမဲ့ဖွံ့ဖြိုးတိုးတက်လာတဲ့မြို့ပြလူနေမှုတွေကြောင့်ကောင်းကင်ယံမှာထက်မြက်အဆောက်အုံတွေများပြားလာပါတယ်။အဲ့ဒီလိုများပြားလာတဲ့အခါမှာတော့ Digital TV line တွေနဲ့ Radio line တွေထုတ်လွှင့်ဖို့အခက်အခဲတွေဖြစ်လာပါတယ်။ဒါကြောင့်ပဲပုံမြင့်တဲ့မျှော်စင်တစ်ခုကိုလိုအပ်လာတာကြောင့်2008ခုနှစ်ဇူလိုင်လ14ရက်နေ့မှာ Sky Tree ကိုစတင်တည်ဆောက်ခဲ့ပါတယ်။လေးနှစ်တာများတိစောက်ခဲ့ရပြီးတော့2012ခုနှစ် February လ29ရက်နေ့မှာတော့ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။2012ခုနှစ်မေလ22ရက်နေ့မှာတော့ပြည်သူလူထုအတွက်လေပတ်စရာနေရာအဖြစ်တရားဝင်ဖွင့်လှစ်ပေးခဲ့ပါတယ်။ Tokyo Sky Tree ကတိစောက်နေစဉ်ကာလအတွင်း2011ခုနှစ်မတ်လ1ရက်နေ့မှာပဲကမ္ဘာအမြင့်ဆုံးမျှော်စင်အဖြစ်တရားဝင်စတင်တင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ Sky Tree ရဲ့အမြင့်ဟာ634မီတာရှိပါတယ်။ပေအားဖြင့်ဆိုရင်တော့2080ပေရှိပါတယ်။ဒီကိန်းဂဏန်းဟာတိုက်ဆိုင်မှုတော့မဟုတ်ပါဘူး။ဂျပန်လို634ဆိုတာမူဆာရှိလို့အတန်ထွက်ခေါ်ဆိုရယ်။တနည်းအားဖြင့်ဒါတိုကျိုတီရှိရာဒေတာဟောင်းရဲ့အမည်ဖြစ်တဲ့မူဆာရှိဆိုတာကိုဂုဏ်ပြုသတ်မှတ်ထားတာလည်းဖြစ်ပါတယ်။ဂျပန်နိုင်ငံငလင်းတန်းခံရဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။ဒါကြောင့်လည်း Sky Tree ကိုတိစောက်တဲ့အခါမှာငလင်းတန်းခံနိုင်အောင်ရှေးအောင်ဂျပန်ဘုရားကျောင်းတွေမှာသုံးတဲ့နည်းပညာတွေကိုအသုံးပြုထားပါတယ်။မျှော်စင်ရဲ့အလယ်မှာကွန်ကရစ်တိုင်ကြီးတစ်ခုရှိပါတယ်။အပြင်ဘက်တံမီးပေါင်တွေနဲ့တီးခြားစီဖြစ်နေပါတယ်။ဘာကြောင့်ဒီလိုလုပ်ရလဲဆိုရင်တော့ငလင်းလောက်တဲ့အခါမှာအပြင်ဘက်နဲ့အတွင်းဘက်တိုင်ကတစ်ခုနဲ့တစ်ခုစန့်ကျင်ဘက်ရင်းခပေးခြင်းအဖြစ်တုံခါမှုကို90%ထိရှော့ချပေးနိုင်အောင်စီစဉ်ထားရလဲဖြစ်ပါတယ်။ဒီမျှော်စင်ကြီးမှာဆိုရင်တော့တမ်ပိုတက်နဲ့တမ်ပိုဂလရီယာဆိုပြီးတော့အဓိကကြည့်ရှုလို့ရမယ့်နေရာနှစ်ခုရှိပါတယ်။တမ်ပိုတက်ဟာဆိုရင်တော့အမြင့်350မီတာမှာရှိပြီးတော့တိုကျိုမြို့ကြီးကို360ဒီဂရီလှည့်ပတ်ကြည့်ရှုနိုင်တဲ့နေရာလည်းဖြစ်ပါတယ်။တမ်ပိုဂလရီယာဆိုရင်တော့အမြင့်450မီတာမှာရှိပြီးမန်လုံစင်းညာတစ်လျှောက်လမ်းလျှောက်ရင်းနဲ့ကောင်းကင်ဘုံမှာရောက်နေတယ်လို့မျိုးခန်းစားချက်ကိုပေးဆွနိုင်တဲ့နေရာလည်းဖြစ်ပါတယ်။ရာသီဥတုတာယာနေရင်တော့ဖူဂျီတောင်ကြီးကိုပါရှင်းရှင်းလင်းလင်းမြင်ရတတ်ပါတယ်။ဒါကတော့နည်းပညာနဲ့အနုပညာတွေပေါင်းစပ်ထားတဲ့ Tokyo Sky Tree ရဲ့အကြောင်းပဲဖြစ်ပါတယ်။သင်ရော Sky Tree ကိုရောက်ဖူးလား။ဒါမှမဟုတ်သွားလည်ဖို့အစီအစဉ်ရှိလား။ comment မှာရေးခဲ့ပေးပါဦး။ဒီလိုဗီဒီယိုမျိုးလေးတွေစိတ်ဝင်စားရဆိုရင်တော့နောက်ထပ်လည်းစိတ်ဝင်စားစရာတွေဆက်လက်တင်ဆက်ပေးနေအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးခဲ့ကြပါအောင်ခင်ဗျာ။